Hello everyone, welcome from me English House. I am Teacher Ku. I'm Sir Henry. Good morning everyone. We are here at Pateng Hotel for our graduation ceremony. This is the third graduation ceremony of May English Institute, and we are here to congratulate our graduation for our students who are receiving their diploma in English studies alongside with our successful GED candidates. I'm very honored to be a part of this ceremony. အားလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေရတော့ပသိမ်ဟိုတယ်မှာကျင်းပပြုလုပ်နေတဲ့ May English ရဲ့တတိယအကြိမ်ရောက်ဘွဲ့နှင်းသဘင်အခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့ဘွဲ့နှင်းသဘင်အခမ်းအနားမှာဆိုရင် Diploma in English ဘွဲ့ရမောင်မယ်များတာမက GED ဘွဲ့ရမောင်မယ်များကိုပါဘွဲ့ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုလိုခေါ်ယူပွဲကောင်းတဲ့ဘွဲ့အခမ်းအနားမှာပေါင်းခွင့်ရတဲ့အတွက်လည်းအထူးပင်ဝမ်းမြောက်ရပါတယ်ခင်ဗျာ Now let's move on to our interview section with our students and their lovely family members. ဆက်လက်ပြီးဘွဲ့ရမောင်မယ်များနဲ့သူတို့ရဲ့မိသားစုဝင်တွေရဲ့ကျင်းတွင်းစကားသံတွေကိုလိုက်လံကြည့်ရှုနားဆင်ကြရပါခင်ဗျာ